မင်္ဂလာပါကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြမယ့်အကြောင်းက2025 Major မှာမေးခဲ့တဲ့ Other Pure Maths Paper 1က Lemma 6 Binomial Series ကပုံစံဖြစ်ပါတယ်။ Number show that square root of 4 minus x is equal to a into 1 minus x by b the whole to the power 1 by 2 where a and b are integer to be found. Square root of 4 minus x ကိုရှင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ a into 1 minus x by b the whole to the power 1 by 2နဲ့ဒီကြောင်းပြပါလို့မေးထားပါတယ်အဲ့ဒီမှာ a နဲ့ b က integer တွေဖြစ်တယ်လို့ပြောထားပါတယ်ကျွန်တော်တို့က answer ကိုတွက်တဲ့အခါမှာသူပေးထားတာက square root ပေးထားတယ်ပြမယ် form က the whole to the power 1 by 2ဖြစ်တဲ့အတွက်ကြောင့် square root ကိုကျွန်တော်တို့ကအမြင်ဆုံး the whole to the power 1 by 2ပြောင်းလိုက်မှာဖြစ်ပါတယ်square root of 4 minus x is equal to square root ကိုကျွန်တော်တို့တွေက the whole to the power 1 by 2ပြောင်းလိုက်4 minus x the whole to the power 1 by 2အဲ့လိုပြောင်းပြီးတော့ကျွန်တော်တို့တွေကဒီသူ့ရဲ့ form bracket ထဲမှာ1ဖြစ်နေတယ်ဒီမှာက4ဖြစ်နေတဲ့အတွက်ကြောင့်ဒီ bracket ရဲ့အတိုင်း1ဖြစ်သွားအောင်ကျွန်တော်ဘာလုပ်လိုက်မလဲဆိုတော့4ကိုအပြင်ထိုးလိုက်မှာဖြစ်ပါတယ်ဒီ bracket ကိုပြန်ရေးလိုက်မယ် the whole to the power 1 by 2 bracket ထဲမှာပဲ4ကိုအပြင်ထုတ်မှာဖြစ်ပါတယ်ဒီ4ကိုဒီ bracket ရဲ့အပြင်ထုတ်မှာမဟုတ်ပါဘူးဒီ4ကို4 minus x ကိုနောက်ထပ်တစ်ခါ bracket ခတ်ပြီးတော့4 minus x ကိုနောက်ထပ်တစ်ခါ bracket ခတ်ပြီးတော့ဒီ4ကိုအပြင်ထုတ်လိုက်မှာဖြစ်ပါတယ်4ကိုအပြင်ထုတ်တဲ့အခါမှာဒီ bracket ထဲမှာ1ဖြစ်သွားမှာဖြစ်ပါတယ်ဒီ minus x ကတော့ minus x by 4ဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့ the whole to the power 1 by 2ရှိမယ် bracket ပြန်ခတ်မယ်မေးခွန်းရဲ့ form နဲ့တူအောင် bracket ထဲမှာ1ဖြစ်သွားအောင်လို့အဲ့တော့4ကိုဒီ bracket ထဲမှာပဲနောက်တဲ့ bracket တစ်ခုခတ်ပြီးတော့အပြင်ပုံထုတ်လိုက်4ကိုပုံထုတ်တဲ့အခါမှာအထဲထဲမှာဒီ4က1ဖြစ်သွားမယ်အဲ့တော့4ပြင်ထုတ်တဲ့အတွက်ကြောင့် x က x by 4ဖြစ်သွားမယ်4အထဲပြန်ထည့်မယ်ဆိုရင်4နဲ့1နဲ့နှောက်မယ်ဆိုရင်မူလအတိုင်း4ပြန်ရမယ်4အထဲဝင်နှောက်မယ်ဆိုရင်4နဲ့4နဲ့ cancel ဖြစ်ပြီးတော့နှစ်ခုအတိုင်း minus x နဲ့ကျန်မှာဖြစ်ပါတယ်အဲ့ဒီ form နေပြီးတော့ကျွန်တော်တို့တွေကအဲ့တော့ကျွန်တော် section တဲ့အခါမှာဒီ1 by 2ကို4ပေါ်လာတင်မယ်4 power 1 by 2 1 by 2 4 power တင်မယ်ဆို4 power 1 by 2က2ရပါတယ်1 minus x by 4 the whole to the power 1 by 2ရပါတယ်ဒါဆိုရင်သူပြောတဲ့ square root of 4 minus x ကိုမေးခွန်းရဲ့ဖြစ်စေခြင်း form ထွက်လာပါပြီအဲ့မှာ a ကတော့2နဲ့ပတ်တူပြီးတော့ b ကတော့4ဖြစ်ပါတယ်နံပါတ် b ဒါကနံပါတ် a ပါနံပါတ် b ကကြတော့ hence expand square root of 4 minus x ကို expand အကျယ်ဖြန့်ရေးခိုင်းထားပါတယ် in ascending power ဆို f2 and including the term in h2 h2 ဆိုတဲ့ h2 power နဲ့ 10 ထိဒီ square root of 4 minus x ကို expand အကျယ်ဖြန့်ပါလို့မေးထားပါတယ် coefficient တစ်ခုစီက as an exact fraction တိကျတဲ့ fraction နဲ့ပြပေးရမှာဖြစ်ပါတယ် fraction တွေက in its lowest term အနည်းဆုံး 10 နေဖြစ်ရမှာဖြစ်ပါတယ်နောက်ဆုံးဒီ fraction တွေကတွဲကနန်းကြည့်ခဲ့မယ်ဆိုရင် simplify ဖြစ်အောင်လုပ်ပြီးတော့ lowest term ဖြစ်အောင်ရေးပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ square root of 4 minus x ကို expand အကျယ်ဖြန့်တဲ့အခါမှာဒီ hint ဆိုတဲ့စလုံးပေးတာဒီ hint ဆိုတဲ့စလုံးကဒီနံပါတ် a မှာပေးတဲ့ပြန်မိုးကိုပဲနံပါတ် a မှာရှာခဲ့တဲ့ value ကိုပဲပြန်ကိုးကားပြီးတော့ဖြေရမှာဖြစ်ပါတယ်အဲ့တော့ square root of 4 minus x ကို expand လုပ်မယ်ဒီ square root of 4 minus x ဒီဘာနဲ့တူလဲဆိုတော့အပေါ်မှာကျွန်တော်နံပါတ် a မှာရခဲ့တာက2
into 1 minus h by 4 the whole to the power 1 by 2ရခဲ့တယ်အဲ့မှာ2ကိုကျွန်တော်တွေပြန်ရေးမယ်ဒီ1 minus h by 4 the whole to the power 1 by 2ကျွန်တော် expand အကျယ်ဖြတ်မယ်အကျယ်ဖြတ်တဲ့အခါမှာအဲ့တော့1နဲ့ဆက်တဲ့ပိုင်းမြေက1ပဲပြင်ရမယ်1 plus power က1 by ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုအကျယ်ဖြတ်တဲ့အခါမှာ power က fraction ဖြစ်နေတဲ့အတွက်ကြောင့်အကျယ်ဖြတ်တဲ့အခါမှာ NCR မသုံးပါဘူး NCR သုံးမယ်ဆိုရင်သူက calculator နဲ့သူ error ပြနေမှာဖြစ်ပါအဲ့ဒီတော့ကျွန်တော်တို့ရဒီ factorial နည်းကိုပဲသုံးပြီးတော့ expand လုပ်မှာဖြစ်ပါတယ်အဲ့တော့ binomial က1နဲ့ဆက်1နဲ့ပဲပြန်စမယ်ဒီမှာ power 1 by 2ဖြစ်တဲ့အတွက်ကြောင့်1 by 2ပြန်ရေးလိုက်မယ်ဒီ minus h by 4ဒီနေရာမှာကျွန်တော်တစ်ခက်ကစအောင်ဖြစ်ပါတယ် minus h by 41 by 2ဒီအောက်မှာကျွန်တော်ဗာရှိတယ်အောက်မှာ1 factorial ရှိပါတယ်အောက်မှာ1 factorial เนาะ1 factorial က1ရတဲ့အတွက်ကျွန်တော်ထည့်မရေးတော့ပါဘူးပြီးတော့ကျွန်တော်ဒီမှာ2 factorial လာမှာဖြစ်ပါတယ်ဒီနောက်မှာ1 factorial ရှိမယ်1 factorial က calculator နဲ့ရင်1ရတဲ့အတွက်ထည့်မရေးတော့ဘူး1 factorial ပြီးတော့2 factorial 2 factorial ဆိုအပေါ်မှာကိန်းတစ်ခုရေးရမှာဖြစ်ပါတယ်အပေါ်ကကိန်းတစ်ခုရေးတဲ့အခါမှာဒီ1 by 2ကိုပြန်ရေးမယ်1 by 2ကိုတစ်လျှော့ပြီးတော့ထည့်ရေးမှာဖြစ်ပါတယ်1 by 2တစ်လျှော့မယ်ဆိုရင်1 by 2 minus 1 1 by 2 minus 1ဒီ minus 1 by 2ရပါတယ်အဲ့တော့ minus 1 by 2 minus h by 4ကတော့တစ်ထက်ကနေနှစ်ထပ်ဖြစ်သွားမှာဖြစ်ပါတယ် binomial တွေကို expand လုပ်တဲ့အခါမှာဒီနောက်ကကိန်းတွေက power တစ်ဖြည်းတိုးအောင်မှာဖြစ်ပါတယ်ဒီနေရာမှာဒီ minus h by 4က power 0ထပ်ရှိတာဒီနေရာမှာတစ်ထပ်ရှိမယ်ဒီနေရာမှာကျတော့နှစ်ထပ်ရှိမှာဖြစ်ပါတယ် minus h by 4နှစ်ထပ်ဖြစ်သွားပါပြီပြီးတော့ကျွန်တော်ဗာဆက်လာမယ်ဆိုတော့3 factorial လာပါ3 factorial ဆိုရင်1 by 2 1 by 2တစ်ထပ်ဆိုရင် minus 1 by 2 minus 1 by 2တစ်ထပ်ဆိုရင် minus 1 by 2 minus 1 minus 1 by 2 minus 1ဒီ minus 3 by 2 minus 3 by 2ပြီးတော့ဒီ minus h by 4ကနှစ်ထပ်ကနေ3နဲ့ဖြစ်သွားမှာဖြစ်ပါတယ် minus h by 4ဒီနှစ်ထပ်ကနေ3တက်ဖြစ်သွားမှာဖြစ်ပါတယ်ကျွန်တော်2ကိုအထဲဝင်ဖြောင်းတယ်2ကိုအထဲဝင်ဖြောင်းမယ်ဆို2ရဲ့1ဖြောင်း2ရမယ်2ရဲ့1 by 2ရဲ့ဖြောင်းရင်2ကြည့်ပါမယ်အဲ့တော့ minus h by 4 minus 1 by 4h minus 1 by 4h 1 by 2ရဲ့ minus 1 by 2ရဲ့မြှောက်မယ်2 factorial နဲ့စားမယ်minus square က plus ရမယ်4 square က60ရမယ်အဲ့တော့ဒီကိန်းဂဏန်းကိုကျွန်တော် calculator နှိပ်ချလိုက် calculator နှိပ်ချလိုက်မယ်ဆိုသူဘယ်လောက်ဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့ minus 1 by 64ရပါတယ် minus 1 by 64 a square ရပါတယ်အဲ့လိုပဲဒီ1 by 2 minus 1 by 2 into minus 3 by 2 divided by 3 factorial ရတဲ့အဖြစ်ကိုကျွန်တော်တို့ဒီ4 power 3 43နဲ့64နဲ့64နဲ့ထပ်စားမယ်အဲ့ဒါဆိုကျွန်တော်တို့အစားကဒီမှာ minus က3နဲ့ဆိုတော့minus minus မြောက် plus minus နဲ့ဒီ minus 3နဲ့က minus ရမယ်ဒီကရရင် minus minus မြောက် plus ဒီ minus 3နဲ့က minus ရမြောက်တယ်မယ်ဆိုရင်လက္ခဏာက sin ရ minus ထွက်မယ်ဒီကိန်းဂဏန်းတွေကို calculator နှိပ်ချလိုက်မယ်ဆိုကျွန်တော်တို့ minus 1 divided by 512ရပါတယ်အဲ့တော့ x2 plus etc ကျွန်တော်ရေးရမှာက3ဓာတ်ပါတဲ့ထမ်းရရေးရမှာဖြစ်တဲ့အတွက်တော့ဒါနံပါတ် B ကပြီးသွားပါပြီကျွန်တော်နံပါတ် C ကိုတက်ပြရအောင်နံပါတ် C ကြတော့ use your expansion with a suitable values of x to obtain an estimate of square root of 305 divided by 10 square root of 305 divided by 10ရဲ့ estimate ခန့်မှန်းတန်မှုကို obtain ရှာဖို့အတွက်တင့်တော်တဲ့ x တန်မှုကိုသုံးပြီးတော့အပေါ်မှာရှာခဲ့တဲ့ expansion ကိုသုံးပြီးတော့ကျွန်တော်ဒီတန်ဖိုးကိုရှာမှာဖြစ်ပါတယ်အဲ့တော့ဒီတန်ဖိုးကိုရှာဖို့အတွက်တင့်တော်တဲ့ x တန်ဖိုးကိုသုံးမယ်
တင်တော်တဲ့ example ကိုကျွန်တော်အရင်ရှားမှာဖြစ်ပါတယ်ကျွန်တော်ရှားမှာဒီတန်ဖိုးဖြစ်ပါတယ်ဒီတန်ဖိုးကိုကျွန်တော်တို့တွေကဒီ square root of 4 minus 8ဆိုတဲ့ form ဖြစ်အောင်ပြောင်းမယ်ပြောင်းပြီးတာနဲ့ဒီတင်တော်တဲ့ example ကိုရအောင်အရင်ရှားမယ် example ကိုရပြီဆိုတော့မှဒီ expansion မှာ example အစားထိုးလိုက်မယ်ဆိုရင်ဒီရှားခိုင်းတဲ့ square root of 305 divided by 10တန်ဖိုးရမှာဖြစ်ပါတယ်ရလာတဲ့ဒီ answer မှာ correct 5 decimal place 5 dB နဲ့ answer ထိုးပေးရမှာဖြစ်ပါတယ်ကျွန်တော်ရှားမှာက square root of 305 divided by 10 square root of 305 divided by 10ကိုရှားမှာဖြစ်ပါတယ်ဒီရှားမဲ့ form နဲ့ဒီအပေါ်မှာပေးတဲ့ဒီ square root form နဲ့တူအောင်လို့ပေးတဲ့ form က square root ထဲမှာ 4 minus 8ကရောက်နေတယ်ဒီမှာရှားမဲ့ form ကကျတော့ square root ထဲမှာ10ကရှိနေတယ်ဒါကြောင့်ဒီ10ကိုလည်းဒီ square root ထဲကိုဝင်အောင်ကျွန်တော်တို့လုပ်လိုက်မယ်ဆိုရင်10ကအထဲထည့်လိုက်မယ်ဆိုရင်ဘယ်လောက်ဖြစ်သွားလဲဆိုတော့100ဖြစ်သွားမယ် square root ကို10အောင်ထည့်လိုက်မယ်ဆိုရင်100ဖြစ်သွားမှာဖြစ်ပါတယ်အဲ့တော့100ဒီ 10 square 10 square ကို root ပြန်ထုတ်ရင်10ပြန်ရမှာဖြစ်ပါတယ်အဲ့လိုပဲ10ကို root ထဲထည့်လိုက်မယ်ဆိုရင်10ကနေ10 square ဖြစ်သွားမယ်10 square ဒီ100ပါအဲ့တော့100ဖြစ်သွားမယ်305ကို100နဲ့စားမယ်ဆိုရင်3.05 ရပါတယ်အဲ့တော့ square root of 3.05အဲ့ဒီမှာတင်တော်တဲ့ suitable value size ကိုရဖို့အတွက်ကျွန်တော်တို့တွေကဒီနံပါတ် B မှာရတဲ့ expansion ကို use လုပ်ပြီးတော့ဒီတန်ဖိုးကိုရှားမှာဖြစ်တဲ့အတွက်ကြောင့်ဒီ square root of 3.05 နဲ့ square root of 4 minus ကို convert လုပ်ပြီးတော့ x တန်ကိုအရင်ရှားမှာဖြစ်ပါတယ်ဆိုတော့ x တန်ကိုအရင်ရှားမယ်ဆိုတော့4 minus ကို square root 4 minus ကို 3.05 နဲ့ယူပေးလိုက်မယ်4 minus x is equal to 3.05 minus 8 4ကဟိုဘက်ကိုသွားနှုတ်မယ်3.05 minus 4အဲ့လိုသွားနှုတ်တဲ့အခါမှာတော့ဘာလဲဆိုတော့ကျွန်တော်တို့0.95 ရမယ် minus 0.95 ရမယ်ဒီဘက်က minus 8 minus cancel ဖြစ်သွားတော့ x တန်ဖိုးက 0.95 ရမယ်အဲ့ဒီတင်တော်တဲ့ value ဖြစ်တဲ့ဒီ 0.95 ကိုသုံးပြီးတော့ဒီ square root of 305 divided by 10ရဲ့တန်ဖိုးကိုရှားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရှားမှာက square root of 305 divided by 10တန်ဖိုးရှားမယ်ရှားတဲ့အခါမှာဒီတင်တော်တဲ့ x တန်ဖိုး value ကိုသုံးမယ်ဆိုတော့ကျွန်တော်တင်တော်တဲ့ x value ရှားရတဲ့ကျွန်တော်တို့ 0.95 ရတယ် 0.95 ကိုကျွန်တော်နံပါတ်B မှာရှာခဲ့တဲ့ expansion မှာ use လုပ်ပြီးတော့အသုံးချပြီးတော့ရှာလိုက်ရင်မှန်တဲ့အဖြေရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေကဒီမှာအစားထိုးမယ်နံပါတ် B မှာရခဲ့တဲ့ expansion မှာဒီရတဲ့ x တန်ကိုအစားထိုးမယ်ဆိုရင်ဒီတန်ဖိုးကြီးရမှာဖြစ်ပါတယ်2 minus 1 by 4 x ရဲ့နေရာမှာ 0.95 ကိုထည့်လိုက်မယ် minus 1 divided by 64 0.95 the whole square minus 1 by 512 0.95 the whole cube အဲ့တော့ကျွန်တော်ဒီမှာနောက်က plus ဆက်ထားဆိုမထည့်တော့ပါဘူးเนาะ estimate ရှာနေဖြစ်တဲ့ကြောင့်ခန့်မှန်းတဲ့ငွေရှာနေဖြစ်တဲ့ကြောင့်အဲ့တော့ဒီကိန်းတန်းတစ်ခုလုံးကျွန်တော် calculator နှိပ်ချလိုက်မယ်ဆိုရင်ကျွန်တော် answer က near equal to estimate ဖြစ်တဲ့အတွက် equal to မရေးတော့ဘူး near equal to ရေးလိုက်မယ် 1.746 72ရပါတယ်အဲ့ answer ကိုမေခွန်းထဲမှာ correct to 5 dB နဲ့ထောက်ခံတဲ့အတွက်ကြောင့်ကျွန်တော် answer ကို5 dB နဲ့ထိုးတဲ့အခါမှာ5 decimal place နဲ့ထိုးတဲ့အခါမှာ answer က 1.746 72ရပါတယ်